ရေမဖူးတို့ပြောနေတဲ့တစ်ချက်ကေတီရဲ့တင်နန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်ဘူးရေ250ယူရောင်းရမယ်ဆိုတာကအခုချက်ချင်းယူပြီးတော့အခုချက်ချင်း250ယူရလားမဖူးရေညီမလေးတို့တလာချင်းစီရောစူးစမ်းလို့မရဘူးလားဆိုတော့တဲလေးကိုဒါမဖူးကဒီကနေပြီးတော့အကုန်လုံးတရားလို့ဖြည့်ပေးတာဖြစ်ပါတယ်တဲလေးရေချက်ချင်းကြီးကို250တန်းပြီးတော့ယူစရာမလိုဘူးပေါ့နော်10ဘူးကနေစပြီးတော့မှပါတနာလာဂျွိုင်းလို့ရပါတယ်ရှင်10ဘူးစရုံနဲ့ဒီမှာဖူးတို့ဘက်ကနေပြီးတော့မှဈေးရောင်းလေးတွေ TikTok marketing လေးတွေနော်ဗီဒီယို edit လုပ်တာ post တင်တာအတားတွေအကုန်လုံးကိုမှဖူးတို့ဘက်ကနေ free တင်ပေးမှာအဲ့လိုကနေမှတလာချင်းစီစူးစမ်းပြီးတော့6လမှာဘူးရေ250ရောင်းနိုင်တယ်ဆိုရင်ဒီချက်ကတီကအပြင်တွက်တင်နန်းကို free လိုက်ခွင့်ရှိမယ်နော်အဲ့လိုမျိုးလေးပါရှင်ပြီးတော့950ရောင်းနိုင်တယ်ဆိုလို့ရှိရင်တလေးတို့ color electric ကို free လိုက်ကပြီးတော့နော်စူပေးပွဲကြီးကိုခန်းနာစာနဲ့တက်ခွင့်ရမှာဖြစ်ပါတယ်နော်အဲ့တော့အခုမှစပြီးတော့ online လုပ်နေသူတွေလည်းလုံးဝစိတ်တက်မကြပါနဲ့မဖူးတို့ဘက်ကနေပြီးတော့မှ10ဘူးလာပြီးမှဖူးနဲ့ join ရောက်နေမှာဖူးဘက်ကနေအသေးစိတ်တင်ပေးမှာတဲလေးတို့ဘက်ကစူးစမ်းဖို့လေးတစ်ခုပဲလိုတာမဖူးကတော့ရှေ့ရနဲ့အများကြီးတင်ပေးတဲလေးတို့နောက်ကနေမလိုက်နိုင်ဘူးဆိုလို့ရှိရင်လည်းတဲလေးတို့ရဲ့တိုးတက်မှုကရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့စူးစမ်းစိတ်လေးတော့ယူလာပေးဖို့မှာဖူးကနေပြီးတော့အနူးညွတ်တောင်းဆိုချင်ပါတယ်ရှင်အသေးစိတ်ထပ်ပြီးသိချင်တယ်ဆိုလို့ရှိရင်တော့ TikTok message လေးကိုလာခဲ့ဖို့ကြက်ချင်ပါတယ် Viber ကိုလာခဲ့လို့လည်းရပါတယ်ရှင်ကျေးဇူးပါမဖူးပါ